ဒီနေ့ကတော့ချမောင်ခါနဲ့ပစုံနဲ့ကြော်တယ်ပြီးတော့ရှူရှဲပွင့်ထွက်ငုတ်သီးစိမ့်နှစ်ချက်လေးနှစ်ဆက်လေးချက်တယ်ချမောင်ရွက်ကိုချွေပြီးတော့ရေးစိထားလိုက်တယ်ချက်သွန်လေးကိုငုတ်သီးနဲ့ထောင်းပြီးတော့စီတက်လိုက်တယ်စနစ်မုတ်လေးထည့်ပြီးတော့ချက်သွန်လေးကကျွတ်ပြီးမှုေးလာပြီဆိုရင်စားချုံမုတ်စနစ်မုတ်တို့နဲ့နယ်ပြီးနှက်ထားတဲ့ပစုံကိုထည့်ပြီးစီတက်ပါတယ်ပြီးရင်ကိုယ်တိုင်လှုပ်ထားတဲ့ပစုံငပြားလေးထည့်တယ်ပြီးရင်အပေါ်ကနေချမောင်ခါလေးကိုအုပ်လိုက်တယ်ပြီးတော့ရေလေးနည်းနည်းလေးထည့်ပြီးတော့ဟိုဘက်ဒီဘက်လှိမ့်ပေးလိုက်တယ်ကဲပစုံချမောင်ခါကြော်လေးရပါပြီရှင်မြစ်ဆက်ချက်ဖို့ကြက်သွန်အဖြူနီငရုတ်သီးစိမ့်တို့ကိုထောင်းလိုက်တယ်။မယမ်းပြားကိုရေစိမ့်ထားတယ်။မြင်းနုလေးတွေကိုရေဆေးပြီးတော့အတုံးလေးတွေတုံးပြီးတော့ဒဲဝူးထဲထည့်လိုက်ပါတယ်။ငရုတ်သီးစိမ့်ကြက်သွန်ဖြူကြက်သွန်နီထောင်းထားတာထည့်တယ်။မိငပြီးခုနစိမ့်ထားတဲ့မယမ်းပြားထောင်းထည့်တယ်ပြီးရင်စားချုံမုတ်ထည့်တယ်ငပြားရည်ထည့်တယ်ပြီးရင်အားလုံးကိုနှံ့သွားအောင်နယ်လိုက်တယ်။ပြီးရင်မီးပူပေးပြီးတော့စီတက်တယ်လို့ဟိုဘက်ဒီဘက်လှိမ့်ပေးလိုက်တယ်။ရေလေးမြုပ်ရုံလောက်ထည့်ပြီးတော့ဖုံးအုပ်ထားလိုက်ပါတယ်။အိုးချကန်ကြီးကြတော့ပုံမွေးသွားအောင်ကြက်သွန်ဖြူထောင်းထားတာလေးနည်းထည့်လိုက်တယ်ပြီးတော့ငရုတ်ကောင်းလေးအုပ်လိုက်တယ်ကဲစိတ်ကူးပေါက်ရစားချင်တဲ့ဟင်းလေးတွေရပါပြီရှင်